ဒီကပ်အားလုံးပဲမိလာပါဒီညတော့ကျွန်တော်ကြောက်ခင်းကိုကြော်တယ်โอเคလက်ကိုတွားကြည့်လိုက်โอเคလက်ကိုတွားကြည့်လိုက်ရဘယ်လိုလုပ်လဲဆိုတာချက်ချိုကြီးလေးနော်ကြိုက်သွားစီရမယ်အဲလေဟိုဆိုဒီထက်ကိုကြောက်နှလုံးချောက်ဖို့အတွက်ကျွန်တော်လက်ဖြောက်တစ်ခုတီးလိုက်ပါမယ်ဟုတ်ဖွာโอเคကြောက်နှလုံးတော့ရလာထည့်ပြီကျွန်တော်ပြီးတော့ဗာထည့်မလဲဆိုတော့နောက်တော့ချက်တာမို့ထည့်ပါမယ်ချက်တာမို့ရတာကောင်းဆုံးချက်တာမို့ထောင်းချက်တာမို့တော့ရသွားခဲ့ပြီဗျပြီးတော့ရတာကောင်းဆုံးကျဥတို့စရာမောင်ကျဥဆော့ခေဒီကလည်းရောက်သွားခဲ့ပြီဗျပြီးတော့အပြားရဲ့အတူအညို့ရောက်ရှိနဲ့ကောင်းလေးကိုထည့်မယ်ဒါလည်းရောက်သွားခဲ့ပြီဗျပြီးတော့ကျွန်တော်တို့ငါပြားရထည့်ပါမယ်ဘုံနာဟာငါပြားရတော့မဟုတ်ဘူးဗျဒီမှာငါပြားရစစ်โอเคဖောင်းเคရပါပြီပြီးတော့ခလောက်မှာပဲဖြစ်ပါတယ်โอเคlet's go ဒီမှာဆုံးပါ1 2 3โอ้ခလောက်နေပြီဖြစ်ပါတယ်โอ้ကြောက်ခလောက်မြည်ဘူးကြလားမိုင်းရောပဲနော်တောက်လေးဆောက်နော်ခလောက်လေးဝင်ဒါဆိုရပြီပေါ့နော်โอเคထဲဦးချီတွားမယ်ဟာချလာအေးမီးပါထားလည်းဖွင့်လိုက်တယ်ပေါ့နော်ကြားလို့တွားချီလေးပါဆက်ဒီပါကျွန်တော်စီချီတွားမယ်ရောက်လာပြီတောင်းအဲ့လောက်ဆိုတော့ပြီကျွတ်တို့ဖြူတော့ရအောင်ရိုက်မှာပဲတော့ဒုနာစီပူနေတဲ့အိုထဲကိုထည့်ပါမယ်ဟိုးတော့လေတော့ထည့်ပွားကြီးမွေးနေတယ်ဟိုးမိုင်းရောပဲဟိုးမွားနေတော့ပေါ့ကြာတော့ဟုတ်လားမွားကြုံလုပ်ပြီးမယ်တောက်လေးဆောက်ပါဒီမှာပြတ်သွေးပါဒီထဲနေရာမှာပြတ်တွေ့ရရေမြမြထက်လောက်ဆိုရပြီကြီးอ่ะနည်းလေးဒီထဲကိုတော့အချုံမုတ်ရယ်မြပြရယ်ကျွန်တော်ပြီးတော့စက်တာမို့ထည့်တာပါအားလုံးပဲဘိုင်ဘိုင်